အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုကတော့ကျွန်တော် Bumrungrad Clinic ရန်ကုန်မှာ Medical Check-up ဆောင်ရွက်မဲ့ Vlog ပဲဖြစ်ပါတယ်အခုကျွန်တော် Clinic ကိုရောက်နေပါပြီခင်ဗျာအရင်ဆုံး Package ကိုရွေးချယ်ရပါမယ်ကျွန်တော်ကတော့အသက်40အောက်အမျိုးသားတွေအတွက်အကောင်းဆုံးဖြစ်တဲ့ Elite Check-up Package ကိုရွေးချယ်လိုက်ပါတယ်ရွေးချယ်ပြီးပြီဆိုရင်တော့ကျွန်တော်ရဲ့နာမည်နဲ့မွေးတက်ဂရိတ်ပါဝင်တဲ့ Patient Identification Wristband ကိုပတ်ပေးထားပါတယ်အရင်ဆုံး Vital Sign နဲ့ယူရမှာပါအဲ့တော့အရက်တိုင်းနဲ့ခါတိုင်းနဲ့သွေးပေါင်ချိန် SpO2 အဖျားရှိမရှိဒါတွေတိုင်းပြီးပြီဆိုရင်တော့ကျွန်တော်သွေးစစ်ဖို့အတွက်သွေးဖောက်ရပါမယ်ခင်ဗျာဒီ package ထဲမှာဘာတွေပါလဲဆိုရင်တော့သွေးစစ်တာသွေးတွင်းစီများတာစစ်ဆေးတာကြောက်ကလှုပ်ဆောင်မှုအသေးလှုပ်ဆောင်မှု thyroid တဲအောင်တဝါပီပိုးစီပိုးကင်ဆာရောဂါစစ်ဆေးမှုတွေပါဝင်ပါတယ်ဒါပြီးပြီဆိုရင်တော့နောက်ထပ်စစ်ဆေးမှုအတွက်အဝတ်စားလဲဖို့လိုအပ်လာလို့ကျွန်တော်အဝတ်စားလဲလိုက်ပါပြီခင်ဗျာနောက်ထပ်တစ်ခုကတော့ကျွန်တော် ultrasound ရိုက်ရမှာပါအဲ့တော့ကျွန်တော်ကိုလာခေါ်တဲ့အခါမှာအမြဲတမ်းနာမည်နဲ့အသက်ကိုလက်ကောက်ဝတ်လေးကိုကြည့်ပြီးတော့ double check လုပ်ပါတယ်။ ultrasound မရိုက်ခင်စီးအိမ်တင်းအောင်ပြုလုပ်ရမှာဆိုတော့ရေတောက်ရင်းနဲ့စောင့်ဆိုင်ရပါတယ်။စီးအိမ်တင်းသွားမှသာလျှင်အထက်ကကလေးစာတွေကိုစနစ်တကျမြင်ရမှာမလို့ပါ။ technician တစ်ခါဆရာဝန်တစ်ခါတိကျအောင်နှစ်ခါရိုက်ပါတယ်။ပြီးပြီဆိုရင်တော့ CD1 တွေယူဖို့အတွက်ကျွန်တော်ကိုပြပေးပါတယ်။အဲ့တော့ယူပြီးသား CD1 တွေကိုသူတို့သတ်မှတ်ထားတဲ့နေရာမှာကျွန်တော်တို့ကစနစ်တကျလေးတန်ထားပေးရပါတယ်။တန်ရှင်းတက်ရမှုနဲ့စနစ်ကျမှုကတော့တကယ်ကိုလေးစားဖို့ကောင်းပါတယ်ခင်ဗျာ။ဒါပြီးရင်တော့ကျွန်တော်နှလုံးအတွက်စစ်ဆေးမှုတွေပြုလုပ်ပါမယ်။အဲ့တော့ ECGနှလုံးလျှက်စစ်မြင်ဖော်တဲ့ EKG ပေါ့ပြီးပြီဆိုရင်ကျွန်တော်ရဲ့သွေးကြောတွေကကျန်းမာနေရလားသွေးကြောတွေကမာနေလားအဆီပိတ်တာရှိလားမရှိလားစစ်ဆေးပါတယ်ပြီးပြီဆိုရင်ကျွန်တော်မျက်စိအတွက်စစ်ဆေးမယ် color blind ရှိသလားမရှိဘူးလားပြီးတော့ power တွေအတွက်ပေါ့နော်ဘယ်ဘက်ချမ်းအုပ်လိုက်ညာဘက်ချမ်းအုပ်လိုက်နေတာမျိုးစစ်ဆေးရပါတယ်ပြီးတော့ရင်တော့ in-body တိုင်းပါတယ်ကျွန်တော်ခန္ဓာကိုယ်ထဲမှာရေဓာတ်ကြွက်သားဓာတ်အဆီဓာတ်တွေကဘယ်လိုအခြေအနေရှိလဲဆိုတာမျိုးတွေကိုသိရအောင်ပါပြီးပြီဆိုရင်တော့ကျွန်တော်ရဲ့ CD1 တွေတွေ့တဲ့အဖြေကိုအခုတစ်ခွဲခန်းထဲမှာစစ်ဆေးနေပြီအခုကျွန်တော်ကရင်ဘတ်တက်မှန်လိုက်ပါမယ်ခင်ဗျာရင်ဘတ်တက်မှန်ရိုက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ကိုမနက်စာတက်ခင်းအိတ်ခံပါတယ်ဒီမနက်9နာရီမှာစစ်ဖို့အတွက်ပြီးခဲ့တဲ့ည9နာရီလေးကနေ12နာရီတီအစာရှောင်ထားတဲ့ fasting ကိုဆောင်ရွက်ထားရပါတယ်အဲ့တော့ကျွန်တော် bike တော်စားနေပြီအဲ့တော့စားလို့ပြီးသွားတဲ့အချိန်မှာလည်း C1 သွေးအဖြေရပြီဆိုတော့ဆရာဝန်နဲ့တွေ့ပါမယ်ခင်ဗျာဆရာဝန်နဲ့တွေ့တဲ့အခါမှာဆရာဝန်ကကျွန်တော်ကို physical examination လို့ခေါ်တဲ့စနစ်တကျကိုယ်တိုင်စစ်ဆေးရာတွေပြုလုပ်ပြီးတော့ကျွန်တော်ရဲ့အဖြေတွေကိုတစ်ခုချင်းစီကြည့်ပြီးစနစ်တကျ consultation လုပ်ပေးပါတယ်ပြီးတော့လိုအပ်တဲ့ဆေးတွေကိုစီးကောင်တာမှာသွားပြီးတော့ထုတ်လိုက်ရုံပါပဲခင်ဗျာအပြီးတော့ပြီဆိုလို့ရှိရင်တော့ကျွန်တော်ပတ်စံရှင်းဖို့ပဲကြံပါတော့တယ်ဒီ process ကြီးတစ်ခုလုံးကိုမနက်9နာရီကနေ9နာရီ9နာရီခွဲတွင်းမှာအားလုံးပြီးသွားတာဆိုတော့အလုပ်လည်းမပြတ်တော့ဘူးပေါ့ဗျာအပြီးတော့ပြီဆိုရင်တော့ကျွန်တော်ရဲ့ patient identification wristband လေးကိုသူတို့ပြန်ပြီးတော့တင်ထားလိုက်ပါတယ်ကျွန်တော်ကိုသူတို့ရဲ့ member card လေးကိုပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ check up result တွေအရတော့ကြီးကြီးမားမားပြဿနာတော့မရှိဘူးကျွန်တော်ခန္ဓာကိုယ်ထဲမှာနည်းနည်းလေးအဆီပမာဏများတာလေးတော့ရှိပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအားလုံးကျမ်းမာပျော်ရွှင်တဲ့ဘဝကိုစီကိုပိုင်ဆိုင်နိုင်ပါစေကျမ်းမာရေးနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်တော့ Bumrungrad Clinic ရန်ကုန်ကိုတတိယလိုက်နော်